အတွေးအလုံးသည်ကိုယ့်ရဲ့အနာဂတ်မျိုးစေ့တွေးလိုက်တဲ့အတွေးအလုံးဟာအနာဂတ်မျိုးစေ့တိတ်သေးကြနေတာနော်အတွေးအလုံးသည်ကိုယ့်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်အချိန်တိုင်းတော့အရေးကြီးတယ်နော်လူမသိအောင်တယောက်တည်းအခန်းတကားပိတ်ခေါင်းမီးခြုံပြီးတော့တွေးလဲပဲမျိုးစေ့ကြတာပဲအဲ့အတွေးလဲပဲကိုယ့်အနာဂတ်ပဲဒါကြောင့်ဖုံကလေးတွေကိုပြောတယ်မင်းတို့ကွယ်တေချာမှတ်ပါတချို့ကပဋ္ဌာန်းရွတ်ပါတယ်ဗျာဘုရားရှိခိုးပါတယ်ဗျာမအောင်မြင်ဘူးလို့ပြောတယ်ပဋ္ဌာန်းရွတ်တဲ့အချိန်ဘယ်လောက်ရှိမှလဲမိနစ်20လောက်ရွတ်လိုက်တယ်ရွတ်ရင်တန်းလန်းတောင်စိတ်ကဗျမ်းပရာဖြစ်နေသေးတာမျိုးစေ့ကောင်းလားရွတ်ပြီးသွားတော့လဲဂိမ်းစော့ရင်စော့တယ်ရုပ်ရှင်ကြည့်ရင်ကြည့်တယ်သူများအတင်းပြောရင်ပြောတော့မကောင်းတာကများမနေဘူးလားအနာဂတ်မှာချမ်းသာပါမလားအဲ့တော့အချိန်တိုင်းအရေးမကြီးဘူးလားချမ်းသာခြင်းရင်လက်ရှိအချိန်ကိုတတိထားရမယ်ဘယ်အချိန်တော့လက်ရှိအချိန်မှာဗျာမင်းကိုဆရာတော်ဘုရားကြီးအမိန့်ရှိတဲ့စကားကတိတ်နဲ့ဆိုင်တာလက်ရှိအချိန်ထက်ကောင်းသောအချိန်မရှိပါအခုတွေးဆဲပြောနေတာနော်တွေးဆဲလေးမှာငါဘာတွေတွေးနေလဲဆိုတာနောက်စိတ်ကပြန်သုံးသပ်ရတယ်ဘာမျိုးစိလဲတစ်ဖက်သားကိုတံမိုးထားချစ်တဲ့စိတ်ဆိုရင်မစိုးဘူးအနာဂတ်မှာနတ်ရောလူရောချစ်မယ်ကိုဘာကူညီရမလဲဖြစ်လာမယ်သဘောပေါက်ရဲ့လားတခါအများချမ်းသာဖို့စီမံကိန်းချနေလဲပဲရတယ်မိဘအတွက်ချစ်တဲ့စိတ်နဲ့လောက်ကင်ပြီးလဲရတယ်နားလည်ပြီနော်တစ်ဖက်သားကြည့်ပြီးတော့တမိုးထားပြီးတော့စကားပြောပေးလဲရတယ်ဒါမစိုးသေးဘူးမကြည့်မနှက်နဲ့မတရားဘူးထင်တာတွေရှောက်တွေးနေပြီးတော့ပူနေရင်တော့ကခြေနေကောင်းလားရှိတဲ့ကုသိုလ်တွေဖြုံးနေတာလေအနာဂတ်ကိုဖျက်ဆီးနေတာသဘောပေါက်ပြီလားတကယ်တော့ကရောဆရာတော်ဘုရားကြီးပြောတာအင်မတန်ရှင်းတာတွေ့မြင်နေရတဲ့အာယုန်တွေကမနှောထိပေါ်တာပေါ့သက်ရှိသက်မဲ့အားလုံးသည်ယူတက်ရင်ကိုယ့်အတွက်စမ်းအားတွေပဲအနာဂတ်အတွက်အောင်မြင်မှုတွေပဲသို့တော့ဉာဏ်ဓမီနဲ့ယူမှရမှာတဲ့ဆိုလိုတာကတော့အခုရှင်းရှင်းမြင်တာမို့လားယူတက်ရင်အနာဂတ်အတွက်စွမ်းအားဖြစ်နေတာတမိုးထားချစ်ရတယ်လေဒါပေမဲ့များသောအားဖြင့်ကကိုယ်နဲ့မပတ်သက်ဘူးထင်ပြီးတော့ကနှလုံးမသွင်းကြဘူးပေါ့နော်အချင်းချင်းကိုဘာတိဘာသာပဲလေဒီအတိုင်းပဲနေကြတာလိုက်လဲချစ်တက်မသွင်းကြဘူးဘာတိဘာသာဆိုတော့ဘာတိဘာသာပဲဝင်သွားတာပေါ့အနာဂတ်ဘလို့အကျိုးပေးလဲဆိုရင်သူများမှစိတ်မဝင်စားပဲနဲ့ကို့အချောင်းကိုပဲစိတ်ဝင်စားတော့ကြောင့်ကို့လည်းဘယ်သူမှစိတ်ဝင်စားတော့ဘူးမရှိလဲမသိရှိလဲမသိကုညီမဲ့သူပေါ်မလာတော့ဘူးတူသောအကျိုးပေးပဲလာမှာပေါ့သဘောပေါက်လားတစ်ဖက်သားကိုကြည့်ပြီးစိတ်ဝင်စားရတယ်တကယ်ချစ်ရတယ်အောင်မြင်တာကိုဝမ်းသာပေးရတယ်လိုအပ်တာကိုဖြည့်မယ်လို့စိတ်ကူးလေးတွေပေါ်ရတယ်အဲ့လိုတတိရှိရင်ကိုကူညီတဲ့သူပေါ်လာတာကိုစိုက်တဲ့အပင်ကိုပြန်စားရတာပေါ့သဘောပေါက်လားမရေမရာတွေအချိန်ကုန်ရင်လဲကြီးတဲ့အခါကျတော့တရားမှာ69ကြီးလိုက်ရင်တထေးကြီးလည်းဖြစ်မသွားကြဘူးမတ်ဖို့လည်းရမသွားဘူးမရှိမရှားမရေမရာနဲ့တေကုန်တာများတယ်ဘာလို့လဲဆိုတော့တနေကုန်မှာကစိတ်ကူးတွေကကိုမျိုးစေ့ကြတာမသိတော့မရေမရာနဲ့အချိန်ကုန်တာမိဖို့ကြောင့်ကိစ္စတွေစားမှုကိစ္စတွေမေတ္တာမပေါင်းကြဘူးထုံးစံလိုပဲလောက်ကင်ပြီးတော့ရုပ်ရှင်ကြည့်လိုက်အိတ်လိုက်စားလိုက်နဲ့မရေမရာမျိုးစေ့ပဲခြားထားတော့တထေးကြီးလည်းဖြစ်မသွားဘူးမတ်ဖို့လည်းရမသွားဘူးမရေမရာနဲ့တည်သွားတာပေါ့ထူးခြားတဲ့မျိုးစေ့ချမှထူးခြားတဲ့မျိုးစေ့အကျိုးပေးလာမှာပေါ့သဘောပေါက်ရဲ့လားထူးခြားကုသိုလ်နေ့စဉ်ရှိပါစေအမေကိုပြုစုရင်လည်းပဲအဖေကိုပြုစုရင်လည်းပဲမေတ္တာအပြည့်ထဲလိုက်တအားချစ်ပြီးပီတိဖြစ်ပြီးတော့ပျော်လို့ရှိရင်အနာဂတ်အတွက်အကျိုးပေးတယ်တောင်းဝင်ကြီးလေးဆိုရင်တော့မရဘူးမေတ္တာပို့တိုးနော်တိုးတဲ့အခါမှာကျေးဇူးတွေမြင်မှမေတ္တာပေါ်တာချစ်လာပြီဆိုရင်ရပြီဖះရှိခိုးလည်းပဲထုံးစံလိုမရှိခိုးနဲ့
ဖျားကျေးဇူးတွေဖော်ရင်ထဲကလိုက်လိုက်လဲလဲချစ်ပြီးအေးလာအောင်ခရစ်စတယ်ပြောင်းသလိုပြောင်းလာပြီးတော့တကယ်ချစ်တဲ့စိတ်နဲ့သာပူဇော်ပြီးထူးခြားလာလိမ့်မယ်အနာဂတ်တိဆောက်တဲ့ခေါ်တယ်ဘာခေါ်လဲအနာဂတ်တိဆောက်တဲ့ခေါ်တယ်ရမလားဒါကြောင့်မို့အတွေးအလုံးသည်ကိုယ့်ရဲ့အနာဂတ်မျိုးစစ်ဖြစ်ပါသည်ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး